ရန်ကုန်တက္ကသိုလ်ကျောင်းရိုက်ကြီးရဲ့60စုနှစ်ပုံရိပ်များအပိုင်း73အဓိပတိလမ်းမကြီးပေါ်ကခြေတံများမိမိရဲ့မိခင်လက်ကူလေးမကြီးကမိမိကိုလူတစ်ယောက်အဖြစ်နဲ့အင်မတန်ပရိယံမာယာများလာတဲ့လူလောကကြီးတဲ့ပို့ဆောင်ပေးခဲ့ရှာပါတယ်မိမိရဲ့ဖခင်လက်ကူလေးကြီးကလည်းမိမိကိုအင်မတန်ရှုပ်ထွေးလာတဲ့မြို့ပြလူနေမှုဘဝတဲ့ခေါ်ယူပို့ဆောင်ပေးခဲ့ပြန်ပါတယ်မြမသမားရဲ့အသိပညာရေးစီးကြောင်းကိုပြောင်းပေးခဲ့တဲ့အမျိုးသားကျောင်းများရဲ့နောက်ဆုံးအမျိုးသားကျောင်းဆရာမျိုးဆက်များကမိမိတို့အတွက်အသိပညာရဲ့အခြေခံပညာရေးတကားပေါက်ကိုဖွင့်လှစ်ပေးခဲ့ကြပါတယ်။ဒီတကားပေါက်ကိုဖျက်ကျော်ပြီးမိမိတို့ဟာရန်ကုန်တက္ကသိုလ်ကျောင်းရိုက်ကြီးရဲ့နှွေးထွေးတဲ့ရင်ခွင်တွင်ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းရိုက်ကြီးကမိမိတို့ကိုအသိပညာနဲ့လူအဖြစ်ရဲ့အဆက်ဘယ်လိုရှိတယ်ဆိုတာကိုသင်ကြားပြောထောင်ပေးခဲ့ပါတယ်။ပညာဆိုတာအမားနဲ့အမှန်ဒုစရိုက်နဲ့သူစရိုက်အတ္တနဲ့ပရပုဂ္ဂလနဲ့တမက်ကမင်္ဂလာနဲ့အမင်္ဂလာလောဘနဲ့အလောဘတို့ကိုစီချပေးတာဖြစ်ကြောင်းသင်ကြားလမ်းပြပေးခဲ့ပါတယ်။မိမိဟာရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးနဲ့ပတ်သက်တဲ့ Reminiscence ကိုရှင်ထဲမှာပြန်နှွေးပြန်မွေးပြီးအားထုတ်တင်ပြခဲ့ပါတယ်။ကျောင်းကြီးနဲ့မိမိဝေးကွာခဲ့တာဆယ်စုနှစ်တချို့ရှိခဲ့ပါပြီ။အချို့အဖြစ်ပြက်တွေအချို့ဖြစ်ရက်တွေမြင်ကွင်းတွေဟာမိမိရဲ့အုံနောက်မှတ်ဉာဏ်ခန်းထဲမှာလက်ဆက်ထင်ရှားနေစေအချို့မိ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 မုံရှာရှာပါတခါတရံအကြောင်းတိုက်ဆိုင်လို့ကျောင်းကြီးအနာရောက်တော့မယ်ဆိုရင်ရင်ထဲမှာလိုင်းထလှုပ်ရှားနေပါတယ်။စံတရားချစ်ဆွေရဲ့စိန်ပန်းပြနဲ့ဝေးသူရေးဆိုတဲ့ခေတ်ပေါ်ဒေတာဟာနားထဲမှာတိုးညင်းရာကနေတဖြည်းဖြည်းကျဲလာနေခဲ့ပါတယ်။အချို့အချင်းအရာဟောင်းများဟာရှင်ထဲမှာချုပ်ပြောက်သွားခဲ့ကြပါပြီ။အချို့ကတော့ရှင်ထဲမှာတက်ကွဲဆွဲညှိနေကြစေ။ဘွဲ့နှင်းတပင်တစ်ပုတ်ပင်နဲ့အဓိပတိလမ်းမတန်တာစရာစိတ်ပန်းပြပွင့်ဘယ်ကိုများလွင့်နေသလဲ။ရှင်ထဲကမိကွန်းဘသူကများမုတ်ကွန်းတင်မလဲ။ကျောင်းကြီးရဲ့ပုံကားအလုံးဟာရှင်ထဲမှာတစ်လွင်လှုပ်ရှားနေကြပါတယ်။ခံစားချက်အပေါင်းအနှုတ်အလုံးဟာရှင်ထဲမှာတိုးဝှေ့နေခဲ့ကြတယ်။ခရီးစဉ်ကကျောင်းကြီးကိုလွန်လာခဲ့ပေမဲ့ကာလာသုံးမကိုစားပြုတဲ့ရှင်ထဲကအတွေ့များဟာကျောင်းကြီးနဲ့အတူနောက်မှကြံရည်ခဲ့ကြစမြဲပါပဲ။ရန်ကုန်တက္ကသိုလ်ကျောင်းရိုက်ကြီးရဲ့60စုနှစ်ပုံရိပ်များကိုတင်ပြရမှာမိမိဟာဦးစွာရန်ကုန်တက္ကသိုလ်ကျောင်းရိုက်ကြီးရဲ့မြင်သာတဲ့ဗဟိတအကြောင်းချင်းရာများကိုမှတ်ဉာဏ်ခွန်အားကခွင့်ပြုသလောက်မိတ်ဆက်တင်ပြပေးခဲ့ပါတယ်။ဒုတိယကတော့ရန်ကုန်တက္ကသိုလ်ကျောင်းရိုက်ကြီးရဲ့အစ္စတာဖြစ်တဲ့ဝိညာဉ်ကိုဗဟိတအကြောင်းချင်းရာများနဲ့ဆက်သလောက်တင်ပြခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသားကြီးများရဲ့စားမှုနေမှုဘဝယဉ်ကျေးမှုဘဝပညာသင်ကြားမှုဘဝများအကြောင်းကိုအလျင်တင်တယ်လို့ဖော်ပြခဲ့ပါတယ်။လူတစ်ယောက်ဟာသူ့လူမှုဘဝအတွေ့အကြုံများနဲ့အသည့်တရားများကိုဦးစွာသူ့မိသားစုလူမှုယူနစ်ထံကလက်ခံသင်ကြားရယူခဲ့ရပါတယ်။ငပြောပင်စမိလိုက်ဖတာဗမျိုးဖို့တူစားတဲ့ဆိုထုံများဟာဒီလူမှုဘဝကလာတာပါ။ဒီနေရာမှာတခုသတိပြုတင်တာကမိသားစုလူမှုဘဝများရဲ့လူမှုအဆင့်အတန်းဟာစူကြုံနှင်းမြင့်များရှိကြတာကြောင့်မတူခြားနာတဲ့လူမှုအကျင့်ဓလေ့များရှိနေမှာဖြစ်ပါတယ်။လူဒန်းစားစရိုက်ဆိုတာဒါကိုဆိုတာပါပဲ။ဒုတိယအားဖြင့်လူရဲ့လူမှုစရိုက်များတိပုံမြင်ပုံများစာသင်ကျောင်းအမျိုးမျိုးထံကလည်းနာယူသင်ကြားရယူခဲ့ရတာဖြစ်ပါတယ်။ကျောင်းပညာဆိုတာဟာမဟောတတာနှက်စီလုံးမဟုတ်ပေမဲ့လူပြိန်းတစ်ယောက်နဲ့ပညာတတ်တစ်ယောက်တို့ပဝန်းကျင်အပေါ်သဘောထားတုတ်ပြန်ပုံကိုမုတ်ချပဲခြားနာကွဲပြားစေပါတယ်။တတိယအားဖြင့်သူ့လူမှုစရိုက်များကိုသူထူထောင်ထားတဲ့အိမ်တော်တဲ့ဘဝနဲ့သူ့အလုပ်ဘဝများအသက်မူဝမ်းကြောင်းမှုများထံကရယူခဲ့ရတာပါ။ဆရာဝန်ဗေဒင်လက္ခဏာဆရာကုန်တယ်ပွဲစားတို့ရဲ့ social habit and practice တို့ဟာဘယ်နည်းနဲ့မှတစ်ထက်တည်းမကြနိုင်ပါဘူး။စနုထလူဟာသူအသက်ရှင်နေရတဲ့လူအဖွဲ့အစည်းတစ်ခုခု society in general ကပြဋ္ဌာန်းပေးတဲ့စိတ်ကျင့်ကိုယ်ကျင့်လူမှုဓလေ့စရိုက်တို့နဲ့အညီနေထိုင်ဖြစ်မှုရတာဖြစ်ပါတယ်။ပစ္စမအချက်ကတော့သူဟာအစုံသမားလားအဆန်သမားလားတွေ့တဲ့သူနဲ့တက်အောင်ပေါင်းတဲ့သူလားရတာလေးနဲ့ဝါအောင်စားတဲ့သူလားဘ
ဖန်ခွက်ထဲကရေတဝက်နဲ့အသက်ရှင်ခြင်းနဲ့သူလားရေဖြည့်ခြင်းနဲ့သူလားရေအသစ်ပြန်ထည့်ခြင်းနဲ့သူလားဆိုတဲ့တဦးချင်းရဲ့ဘဝလန်ရွေးချယ်မှုကလည်းလူတစ်ယောက်ရဲ့လူမှုဘဝနဲ့ဒလေးစရာကိုပုံဖော်ပေးတဲ့ crystallize ဘဝပပုပညာရှင်ကြီးဖြစ်ကြောင်းတွေ့ရှိရပါမယ်။ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးဟာလူတဦးချင်းရဲ့အသိပညာဘဝကိုဖူလုံစေခဲ့ရုံသာမကလောကပါလာတရားကြီးများကိုစက္ကန့်ကာကွယ်ဖြစ်ထွန်းစီပင်စေမဲ့မျိုးဆက်များကိုလည်းတစ်ဆက်ပြီးတစ်ဆက်အမွေးဖွားပေးခဲ့တဲ့ Guardian Angel ဖြစ်ပါတယ်။မိမိဟာရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့အရေးအဝါဒအောက်မှာနှစ်တချို့ဖြတ်တန်းခဲ့ပါတယ်။ကျောင်းကြီးကပညာသင်ကြားရေးနဲ့ပတ်သက်တဲ့စည်းကမ်းများနေထိုင်မှုနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းများပြဋ္ဌာန်းထားပါတယ်။ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းများကိုရန်ကုန်တက္ကသိုလ်ကောင်စီကတဆင့်ပါမောက္ခချုပ်နဲ့ဘာသာရပ်ဆိုင်ရာပါမောက္ခများကတာဝန်ခံပါတယ်။နေထိုင်မှုနဲ့ပတ်သက်ရင်ကျောင်းဆောင်ကော်မတီကတာဝန်ခံအုပ်ချုပ်ပါတယ်။ကျောင်းဆောင်ကော်မတီအောက်မှာကျောင်းဆောင်အရာရှိကျောင်းသားရေးရာမှုများရှိပါတယ်။ကျောင်းဆောင်တစ်ခုချင်းမှာအဆောင်မှုနဲ့လက်ထောက်အဆောင်မှုများရှိပါတယ်။တက္ကသိုလ်ကောင်စီနဲ့ကျောင်းဆောင်ကော်မတီမှာကျောင်းသားကိုယ်စားလှယ်2ဦးပါရှိပါတယ်။ကျောင်းဆောင်တစ်ခုချင်းမှာအဆောင်နေကျောင်းသူကျောင်းသားများကတစ်နှစ်တစ်ကြိမ်ရွေးကောက်တင်မြှောက်ရတဲ့ The Social and Reading Club SNR ရဲ့တဟာရနဲ့စာဖတ်အသင်းများအဖွဲ့ချုပ်တို့ရှိကြပါတယ်။အဆောင်နေကျောင်းသူကျောင်းသားများနဲ့ပတ်သက်တဲ့နေ့စဉ်တာရေးနာရေးများကိုအဆောင်မှုများနဲ့ SNR အမှုဆောင်ကျောင်းသားများကညှိနှိုင်းဖြေရှင်းပေးကြပါတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်အတွက်နှစ်ဆမှာကျင်းပတဲ့မောင်မယ်တစ်လင်းကျိုးစုပွဲနှစ်ပတ်လည်နှုတ်ဆက်ညစာစားပွဲကျောင်းသားပွဲတော်များနောက်ဆုံးဖြတ်တန်းရတဲ့ဘွဲ့နှင်းတပင်အခမ်းအနားကြီးများကိုဖြတ်တန်းဖို့မှသာတကယ်တက္ကသိုလ်ကျောင်းသားလို့ဆိုရမှာပါအကြောင်းဆိုရင်တက္ကသရွေးကောက်ပွဲများကိုဖြတ်တန်းတွေ့ကြုံရနိုင်ပါတယ်မိမိတို့ဇနီးခင်ပွန်းဟာလောကရန်တရားရဲ့အလိုမကျမှုကြောင့်ဘွဲ့နှင်းတပင်ပွဲရဲ့ taste ကိုမြည်ဆန်းခွင့်မရလိုက်ကြပါဘူးသမီးလေးမဟာသိပ္ပံပွဲယူဖို့ဖြစ်လာတော့သူမိခင်ကမိမိတို့မိသားစုကိုနှုတ်ဆက်သွားခဲ့ပါပြီမိမိကကိုမထမ်းဆောင်နိုင်တဲ့ဘဝအခြေအနေမျိုးကြာရောက်နေခဲ့ရပါပြီနှုတ်ဆက်ပါတယ်ဘွယ်နှင်းတပင်းလို့သာရှင်တဲကဆိုမိခဲ့ပါတယ်မိမိတက္ကသိုလ်တက်ဖို့ထွက်လာတဲ့နေ့မှာမိမိဟာတဦးတည်းလုံးချင်းပါပဲငယ်ငယ်ကဖာတလုံးကောင်းကြားဆိုတဲ့ရုပ်ရှင်ကားတကားကြည့်ခဲ့ပူပါတယ်သူဟာအမှန်တရားဆိုတာကိုရှာဖွေဖို့ဖာတလုံးကိုထပိုးနဲ့ထမ်းပြီးလောကကိုအကဲဆမ်းမှုထွက်လာတဲ့ပြကွက်ကိုအမတ်ရနေမိပါတယ်ဒီတုန်းကတကောင်တော့တကောင်နဲ့ပါပဲဒါပေမဲ့ချိန်သိပ်ဆိုတဲ့စကားကိုမတွေ့ဘူးမကြားဘူးသေးပါဘူးတက္ကသိုလ်ဆိုတာကိုတဲတဲကွက်ကွက်ဘာမှမသိသေးပေမဲ့ယောက်ျားပဲကွာဆိုတဲ့အတွေးနဲ့ကိုအပြန်ပြီးခဲ့ရပါတယ်အတာဟိအတနောနာထောဆိုတဲ့မိမိကိုယ်သာကိုယ်ွယ်ရဆိုတဲ့ဓမ္မကိုမြတ်စွာဘုရားဓမ္မဟာသူ့မြင်တဲ့စန္ဒအမတ်နဲ့ခွဲတဲ့နေ့ကလေးကများဆွဲကန်ခဲ့ရောသလားလို့တွေးဆကြည့်မိတယ်မိမိကိုတဲဆောင်လာတဲ့ယရနာဘုံတင်မောစိတ်ကန်းကခွာကလေးကငါတက္ကသိုလ်ပညာတတ်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့အတွေးနဲ့တန်တိတ်တန်ဟာမိမိခရီးရဲ့ပထမဆုံးအာမတ်တတိပါပဲတက္ကသိုလ်ဆိုတာမိမိကိုမိမိဘာသာတာဝန်ယူထိန်းချောင်းရတဲ့ social community လူမှုအသားအဝိုင်းတစ်ခုဖြစ်တည်မှုတစ်ခုဘဝတစ်ခုစံတတ်မှုတစ်ခုပဲဆိုတာဖြတ်တန်းရင်တွေ့သည့်နားလည်ခိုင်မြဲလာခဲ့ပါတယ်မိမိကိုတာဝန်ခံခြင်းမိမိကိုပြုစုပြောထောင်ခြင်းမိမိရဲ့ယုံကြည်မှုဓမ္မနဲ့အကျင့်စရဏကိုမိမိဘာသာထိန်းညှိခြင်းမိမိကိုမှန်ကန်စွာနေရာချခြင်းစတဲ့ဘဝတသနာများကိုတွေ့သိရှာဖွေနိုင်ဖို့ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးနဲ့သူ့ intellectual community ကပက်ကင်လမ်းပြပေးခဲ့တယ် steering and bearing လုပ်ပေးခဲ့တယ်လို့မှတ်ယူချင်ပါတယ်တက္ကသိုလ်ရဲ့စာသင်ကြားပုံစနစ်ဆိုတာအထက်တန်းကျောင်းသားဘဝမှာလို့ဒီကျောင်းဒီအခန်းဒီဆရာဒီကျောင်းသားဒီအချိန်နဲ့နေ့တိုင်းချီနှောင်ထားတာမျိုးအလင်းမဟုတ်ပါဘူးအိမ်ပတ်ဝင်ခြင်းဆရာမပတ်ဝင်ခြင်းကမိမိတို့ကိုမျက်လုံးတောက်ထောက်ကြည့်နေတာမျိုးအလင်းမရှိပါဘူးကိုရွေးချယ်ထားတဲ့ဘာသာတွဲများသင်ကြားတဲ့အချိန်အခန်းသင်ကြားတဲ့နေ့ tutorial ရေးရတဲ့နေ့များမှာအတန်းတက် tutorial မိကုများဖြေကြရုံ lecture လိုက်ရုံပါပဲကျောင်းသားချင်းဆက်ဆံရေးဆရာကျောင်းသားဆက်ဆံရေးကျောင်းသားနဲ့တက္ကသိုလ်ရုံးကျောင်းသားများနဲ့အဆောင်မှုဆက်ဆံရေးတက္ကသိုလ်မှာရှိတဲ့ခေါင်းစည်းမျိုးစုံနဲ့ဖွဲ့စည်းထားတဲ့ကျောင်းသားအဖွဲ့အစည်းများအနုပညာအသင်း
ကလောင်အသင်းခရိုင်နဲ့မြို့နယ်အသင်းဘာသာရပ်နဲ့အာကစားအသင်းအမျိုးမျိုးနဲ့ဆက်ဆံရေးများဟာပထမနှစ်ဝက်ကုန်ခန်းနီးအောက်တိုဘာတရင်ကျို့ကြောက်ပရက်ကြီးနီးမှာပဲနေထိုင်မှုတင်ကြားမှုလူမှုဆက်ဆံရေးများရန်ကုန်မြို့ကြီးနဲ့ဆက်ဆံရေးများနေသားကြလာခဲ့တယ်လို့ဆိုရပါမယ်။ရွှေတကုံဖျားဖူးတာရွှေတကုံဖျားပွဲနဲ့မတိုးတင်ကရက်ပြိုင်ပွဲကြည်မြင့်တိုင်းတရေကျိုပွဲရေကျော်တဆောင်တိုင်ပွဲလက်မတော်အနောက်ပိုင်းမှာကဆိုလောင်အသင်းရဲ့ဂီတဖျော်ဖြေပွဲဒီကနေ့ stage show ပေါ့အနည်း20တေးလို့မှတ်တမ်းတင်မှတ်တမ်းဝင်ခဲ့တဲ့နမဲကြီးတက်ပြရဒေသချင်းများအဆိုတော်များရဲ့ stage show ကိုအဲ့ဒီစဉ်ကမရောက်ဘူးရင်တော်သားအစ်စ်လို့မှတ်ချက်အပေးခံကြရပါတယ်စံတရားချစ်ဆွေမောင်မောင်ကြီးခင်မောင်လွင်ကိုမင်းနောင်ကိုမြကြီးရီလေးနှွဲ့လေးသစင်ကျူချိုပြုံးကိုတန်းလိုင်းတန်းဖေလေးစားတဲ့အနည်း20တေးခေတ်ကိုကိုစားပြုထားကြတဲ့နမဲကြီးအဆိုတော်များဟာရန်ကုန်တက္ကသိုလ်ရဲ့နှစ်လည်နှုတ်ဆက်ညစာစာပွဲကြီးများကိုစီးထားကြတဲ့သူများဖြစ်ပါတယ်ဒီတော့တက္ကသိုလ်ကျောင်းသားဆိုတာစာတက်ဘွဲရယုံနဲ့မလုံလောက်ဘူးဆိုတာတွေ့လာရပါတယ်မိမိတို့ဟာကိုယ်တိုင်ပါဝင်ဖွဲ့စည်းထားတဲ့ intellectual community ထဲမှာပါဝင်နေရတဲ့သူတွေဖြစ်တယ်ဆိုတာတဖြည်းဖြည်းနဲ့နားလည်လာကြတာပါဒီလိုနဲ့မိမိတို့ဟာဘဝဆုံးအယောင်အသွေးဆုံးတဲ့ social unit တစ်ခုထဲမှာအကြောင်းအားလျော်စွာပါလာခဲ့ကြရပြီးတဦးချင်းနဲ့အသားအမြုံဆက်ဆံရေးလူအဖွဲ့အစည်းဝင်တဦးနဲ့ရေပုံရလူအဖွဲ့အစည်း society in general ဆက်ဆံရေးများတည်ရှိနေပုံကိုလက်တွေ့ကြနားလည်သိမြင်လာခဲ့ရပါတယ်ဒီတော့တက္ကသိုလ်ဆိုတာရေပုံရအဖြစ်ပြောရရင်နိုးကြတဲ့လူမှုအစုတစုကိုမွေးထုတ်ပေးနေတဲ့အသားအမြုံတစ်ခု social community တစ်ခုဖြစ်တယ်ဆိုတာတွေ့ရမှာပါဒီလူမှုအစုကဘလို့ဥတီချမ်းနဲ့လာရကိုရှေးရှုကိုစားပြုမှလဲဆိုတာကတော့လူအဖွဲ့အစည်းရဲ့တမိုင်းခံကြမှာကိုတစုံတရာအဆုံးအဖြတ်ပြုမှသာဖြစ်ပါတယ်1960စုနှစ်ကရန်ကုန်တက္ကသိုလ်မှာကျောင်းသား15000နီးပါးရှိပါတယ်အဆောင်နေတဲ့ကျောင်းသား9000ကျော်လောက်ရှိပါတယ်ဝိဇ္ဇာဘာသာတွဲများကိုသင်ယူတဲ့ကျောင်းသားများဟာ65%လောက်ရှိပါတယ်ဒီအထဲမှာအင်ဂျင်နီယာပညာဆေးပညာကိုသင်ယူတဲ့ကျောင်းသားများဟာ10%ထက်မပိုပါဘူး10တန်းအောင်လာတဲ့ကျောင်းသားတိုင်းမိမိကြိုက်နေတတ်တဲ့ဘာသာရပ်ကိုသင်ယူခွင့်ပေးထားပါတယ်ဒါပေမဲ့ဘာသာစကားပြဿနာသင်ယူရမယ့်အချိန်ကာလကျောင်းစရိတ်ပညာရပ်ရဲ့အရေးပါမှုကိုနားမလည်တာမိဘများရဲ့စီးပွားရေးအကျက်အတေးစားတဲ့အခက်အခဲတွေကြောင့်ကျောင်းသားများဟာအသက်မွေးဝမ်းကြောင်းပညာရပ်များကိုမသင်ယူရဲကြပါဘူး၄နှစ်နဲ့ဝိဇ္ဇာသိပ္ပံပွဲတစ်ခုခုရအောင်ယူအလုပ်တစ်ခုခုရှာအိမ်နဲ့မိဘတွေကိုကူဒါဟာဒီ60စုနှစ်ကာလတက္ကသိုလ်ကျောင်းသားအများစုကြီးရဲ့ပညာရေးရှိမှန်းချက်နဲ့ပြည့်မှတ်ပါပဲဝါနိစာဝိဇ္ဇာလိုပွဲမျိုးကိုတောင်ဘာသာစကားနဲ့ပညာရေးအခက်အခဲကြောင့်မသင်ယူရဲကြပါဘူးပညာရေးဘွဲကိုတောင်မသင်ယူရဲကြပါဘူးနှိုင်းရှင်ရင်ခြောင်လေတဲ့ကျောင်းသားနည်းနည်းလောက်ကပဲဘွဲလိုတင်တန်းတွေတက်နိုင်ကြတာပါတစ်ဖက်မှာလည်းဘွဲရအလုံးလက်မဲ့ပြဿနာကလည်းစတင်ပေါ်ပေါက်နေပါပြီဘွဲရတိုင်းအလုံးရဖို့ကမသေးချာလာတော့ပါဘူးပညာရေးစနစ်နဲ့စီးပွားရေးစနစ်ကထပ်တူမကြတော့ပါဘူးစနစ်တစ်ခုကစနစ်တစ်ခုကိုအထောက်အကူမပြုတော့ပါဘူးအခြားတစ်ဖက်မှာလည်းတိုင်းပြည်အခြေအနေကငြိမ်ငြိမ်ချမ်းချမ်းမရှိတဲ့အတွက်ကျောင်းသားများရဲ့ပညာသင်ကြားမှုနဲ့နေထိုင်မှုအခြေအနေတိုးတက်ကောင်းမွန်ရေးအတွက်ဗန်ဒါငွေသုံးစွဲမှုများမလုံမလောက်ဖြစ်ရပြန်ပါတယ်ဒီအခြေအနေများဟာကျောင်းသားများရဲ့ပညာသင်ကြားမှုဘဝနဲ့လူမှုလုံခြုံရေးကိုတိုးပြီးချိန်ချောက်တယ်လို့ဖြစ်လာခဲ့ပါတယ်တက္ကသိုလ်တက်နေကြတဲ့ကျောင်းသားများရဲ့80%လောက်ဟာရေပုံရအဖြစ်စီးပွားရေးချို့တဲ့ကြပါတယ်တက္ကသိုလ်ကျောင်းသားတယောက်ရဲ့နေ့စဉ်ဘဝကိုချိုးငဲ့ဖြတ်တန်းနေကြရတာပါဒီအခြေအနေကတထေးနဲ့အရာရှိအရာခံအထက်လွှာတာသမီများကလွယ်ပြီးကျောင်းသားအများစုကြီးဟာမတေရဲမပေရဲမလေရဲမပွေရဲကြပါဘူးဒီအခြေအနေဟာမိမိကိုယ်ကိုအာမခံရတဲ့လက်တွေ့အကျဆုံးကြက်မှတ်ကုတ်ကဲမှုပါပဲကျောင်းသားများဟာမိမိတို့ရဲ့ဘဝလုံခြုံမှုမရှိတဲ့အခြေအနေကတဆင့်မိမိတို့လူအဖွဲ့အစည်းရဲ့မလုံခြုံမှုများမငြိမ်းချမ်းမှုများတဟဆတာမဖြစ်မှုများကိုခံစားမိလာကြပါတယ်လောကပါလာတရားများရှင်သန်ပွားစီရေးဟာလူရဲ့မွေးရပါတာဝန်ပဲဆိုတာကိုတွေ့ဖြတ်တန်းမှုများအရာတွေ့သိနားလည်လာခဲ့ကြပါတယ်
နေရိတ်ကမဆောင်ပဲအားလုံးနဲ့အတူနေပူထဲမှာဘဝကိုရှင်သန်စေရမယ်ဆိုတာသိမြင်နှိုးကြလာခဲ့ကြပါတယ်။ဘဝကအတိကိုပြဋ္ဌာန်းတယ်ဆိုတာဒါမျိုးကိုဆိုလိုတာပါ။ဒီအတွေ့အကြုံဖြစ်တမ်းမှုများကနေအပြန်အလှန်စာနာနားလည်လာကြတာအတူရုပ်ကန်လာကြတာဖြစ်ပါတယ်။မိမိတို့ဟာလူတဦးချင်းရဲ့လူမှုရေးဘဝပညာရေးဘဝလိုအပ်ချက်များအရာဘဝတူကျောင်းသားများနဲ့ပူးပေါင်းဆောင်ရွက်မှုများလုပ်လာကြရပါတယ်။လူဟာပေါင်းသစ်ဆက်ဆံမှုပြုသူဖြစ်တယ်လို့လူမှုရေးသိပ္ပံပညာကမှတ်ယူပါတယ်။မိမိတို့ဟာမြို့နယ်ခရိုင်အဆောင်အသင်းအဖွဲ့အမျိုးမျိုးတို့နဲ့ဆက်ဆက်မိကြပြီးကျောင်းသားများနဲ့ပတ်သက်တဲ့လုပ်ငန်းများအစုအဖွဲ့များနဲ့ပတ်သက်တဲ့လှုပ်ရှားမှုများအတွင်းမှာပါဝင်ကြရပါတယ်။ကျောင်းသားပွဲတော်များနှုတ်ဆက်ညစာစားပွဲများစာပေနဲ့အမှုပညာလှုပ်ရှားမှုများစာပေပြိုင်ပွဲအားကစားပြိုင်ပွဲနဲ့လစ်လာရေးနဲ့ပျော်ပွဲစားခရီးများဘာသာရေးနဲ့အထိတ်အမှတ်နေများစတဲ့အများနဲ့ဆိုင်တဲ့လုပ်ငန်းများမှာပါဝင်ခဲ့ကြရပါတယ်။ပါဝင်ကြရမယ်ဆိုတဲ့အသည့်တစ်မျိုးတိုးပွားလာကြပါတယ်။မိမိကိုယ်ကိုမိမိတာဝန်ခံရမယ်ဆိုတဲ့အသည့်တရားနှိုးကြားခိုင်မြဲလာရုံသာမကအများအကျိုးပဝင်းကျင်အကျိုးမိမိလူအဖွဲ့အစည်းအကျိုးဆောင်တဲ့ပရဝါဒီနဲ့ပရဝါဒကိုကင်ဆယ်သူများဖြစ်လာကြပါတယ်။ဒီအခြေခံယုံကြည်မှုအပေါ်မှာစိတ်တူကိုယ်တူဖြစ်တဲ့သူတွေအချင်းချင်းစူးစီးတဲ့လူမှုအစုအစည်းလေးတွေလည်းဖြစ်ပေါ်လာခဲ့ပါတယ်။ဗြိတိရှနယ်ချဲစနစ်ကိုစစ်သုံးချိန်တိုင်းရှုံးနေပြီးတဲ့နောက်မြန်မာနိုင်ငံရေးခေါင်းဆောင်မှုဖြစ်တဲ့ဗရေတရေဘရင်ခေါင်းဆောင်မှုပြိုကွဲသားခဲ့ရပါတယ်။ဝန်သားမှုအရေးတော်ပုံဆရာဆန်တောင်သူလယ်သမားအရေးတော်ပုံ1300ပြည့်အရေးတော်ပုံဂျပန်ဒေါ်လာရေးစစ်ပွဲနဲ့စစ်ပီးခေတ်လွတ်လပ်ရေးတပ်ပွဲများအတွင်းမှာပေါ်ပေါက်ခဲ့တဲ့မြန်မာခေတ်သစ်နိုင်ငံရေးခေါင်းဆောင်မှု1900ကနေ1948ရဲ့ပထမမျိုးဆက်များကိုရေပုံရအဖြစ်ပြောရရင်ခေတ်ပညာတတ်များနဲ့စူးစီးထားတာပါပညာတတ်များဟာနှိုးကြတဲ့လူမှုအစုတစုပါသူတို့ဟာခေတ်ကိုသိကြပါတယ်အသစ်နဲ့အဟောင်းကိုခွဲခြားတတ်ကြပါတယ်ငြိမ်းချမ်းမှုလွတ်လပ်မှုတန်းတူမှုတရားမျှတမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလိုလားကြပါတယ်သူတို့ဟာလူအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါတဲ့လူမှုအစုတစ်ခုပါဒုတိယအစုကစက်ယုံအလုပ်ယုံအလုပ်သမားကြီးများပါတတိယကတော့ကျေးလက်နေလယ်သမားတူကြီးပါမျက်မှောက်ခေတ်မှာစနုထအမျိုးအစားလူမှုအင်အားစုဖြစ်တဲ့ရှင်းနှီးမြုပ်နှံသူထုတ်လုပ်သူကုန်သွယ်ရောင်းဝယ်သူများကိုလည်းအရေးပါတဲ့ social force တစ်ခုအဖြစ်သဘောထားလာကြတာမျိုးတွေ့ရှိရပါတယ်ဒီတော့ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးဆိုတာမြန်မာတွေအကြားလူသိများတဲ့အထာရတ18ရက်ကိုဖြန့်ချီတဲ့နေရာနဲ့ဒီပညာရက်တွေကိုသိမြင်နှံဆက်တဲ့ပညာတတ်လူမှုအစုကြီးကိုမွေးမြူပြိုးထောင်ပေးနေတဲ့ဘူမိနဲ့တန်ဖြစ်တယ်လို့မှတ်ယူထားခြင်းပါတယ်။ဒါဟာရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့အစင်းနဲ့အချင်းပဲဖြစ်ပါတယ်။